သွားသူတောင်းစားလာပြီးစီးပွားရေးလာမပိတ်နဲ့အဲ့ဒီအချိန်မှာပဲသူ့ကိုအထဲပေးဝင်လိုက်ပါဆိုတဲ့အတန်ထွက်လာတယ်ကျွန်တော်ဆေးဆိုင်ထဲကိုဝင်သွားတော့သပင်ဖြူညက်ဘူးညက်ပိတ်နဲ့ဆေးဆိုင်ပိုင်ရှင်ကြီးကခြေခွင်းကိုမိပြီးရက်နေတာကိုတွေ့ရတယ်သူ့ဘေးနားမှာတော့တက်ရက်နဲ့တန်ရှင်းတဲ့ပုံစံရှိတဲ့မိန်းကလေးတစ်ယောက်ကငုံပြီးစည်ရင်းတွေကိုတေချာမှတ်သားနေတယ်ကျွန်တော်လည်းအယိုအသေးပေးနှုတ်ဆက်လိုက်ပြီးအဖိုးခင်များကျွန်တော်ဇနီးတဲ့အဖျားရမ်းတက်နေလို့ကဲပါဦးလို့ပြောရင်းတောင်ပေါ်ကနေတိတိချာချာခုဆွတ်လာခဲ့တဲ့လင်းစည်းမှုနှစ်ပွင့်ကိုထုတ်ပြီးကောင်တာပေါ်ကိုအသားလေးတင်လိုက်တဲ့ဒါကကျွန်တော်တောနက်ထဲကနေခူးလာတဲ့မူတွေပါခူးလုံးကလည်းနည်းနည်းလေးမှမပြတ်စည်းစေရပါဘူးအကောင်အတိုင်းရှိနေတော့မှဒါလေးနဲ့ဆေးလဲချင်လို့ပါလို့ပြောလိုက်တဲ့ဆေးဆိုင်ပိုင်ရှင်ကြီးရဲ့မျက်လုံးတွေကချက်ချင်းအယောင်တောက်သွားပြီးမှုကိုယူကာတော့ကြအောင်စစ်ဆေးကြည့်ရှုတယ်ပြီးတော့အင်းရီသွေးကောင်းတဲ့လင်းစည်းမှုပဲရှာဒီလူကြီးအတွက်ဆေးဆက်ပေးဖို့ကူညီပေးလိုက်ပါအောင်လို့လှမ်းခေါ်တယ်လာပါပြီလို့ပြန်ထူပြီးဆေးဆိုင်ကမိန်းကလေးကအနားကိုချင်းကပ်လာရင်ကျွန်တော်ကိုခိုးပြီးစူးစမ်းတဲ့အကြည့်တွေနဲ့လှမ်းကြည့်နေတဲ့ကျွန်တော်ခဏလောက်တွန်းဆုပ်နေပြီးမှကျန်တဲ့မူတပွင့်ကိုပါဆိုင်ရှင်ကြီးစီတိုးပေးလိုက်ပြီးအဖိုးခင်ပြာဒီမူနဲ့အိယာခင်းဟောင်းတွေထူထူတဲတဲရှိမဲ့ဆောင်ဟောင်းတွေကိုပါလဲပေးလို့ရမလားခင်ဗျာအိမ်ကဇနီးတွေကဝတ်အစားရမ်းပါလို့ချမ်းသာကိုမခံနိုင်ရှာလို့ပါလို့တောင်းဆိုလိုက်တဲ့ဆိုင်ရှင်ကြီးကသဘောကျတဲ့ပုံစံနဲ့ခေါင်းညိတ်ပြီးယူရှုလို့ခေါ်တဲ့အဲ့ဒီမိန်းကလေးကယူမင်းလဲမိဖို့ချောင်းလဲသွားပြီးစံအိတ်တဝက်နဲ့အိယာအဟောင်းတစ်လုံးသွားယူခဲ့ပေးလိုက်လို့အမိတ်ပေးတယ်ကျွန်တော်လည်းအာနာလုံးလို့ဒါမျိုးတော့မဖြစ်သင့်ပါဘူးဖိုးကိုအရန်ကျေးဇူးတင်ပါတယ်ခင်ဗျားမလေးကိုလည်းအရန်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တော့ဆိုင်ရှင်ကြီးကဒါကအသေးအဖွဲလေးပါကွာစိတ်ထဲမထားပါနဲ့နောက်ကြရင်လည်းမင်းကူလာတဲ့ဆေးဖက်ဝင်ပင်တွေကိုငါတန်ရတန်ကြကျွန်တော်လည်းအိယာဆန်တဲ့ဆေးတွေကိုလွယ်ပိုးပြီးအိမ်ကိုအပြေးလွှားပြန်ခဲ့တယ်ရေဘူးထဲမှာလည်းရေကုန်နေပြီဖြတစ်တလို့လဲချောင်းကလည်းမိဖို့ကြီးတစ်ခုလို6ကတ်လို့ဘိုက်ကလည်းစာလုံးလို့တစ်ခုခုနဲ့မြည်နေခဲ့တယ်ဒါပေမဲ့ရွှေအားရဲ့အဖျားယောဂပူဆိုးသွားမှစိုးရိမ်တာကြောင့်ခြေလန်းတလန်းလေးတောင်မရက်ရဲခဲ့ဘူးရွာဝင်ဝကိုရောက်တဲ့အချိန်မှာပဲကျွန်တော်အိမ်ကွင်းထဲကနေဝမ်လိုင်စီရဲ့လှောင်ပြောင်တေးអော်နေတဲ့ရေတံကြီးကိုကြားလိုက်ရတယ်မမလေးလီဆန်းလိုလူဖြန့်ကောင်းကမင်းကိုမကာကွယ်နိုင်ပါဘူးငါနောက်ကိုတာလိုက်ခဲ့စမ်းပါသူ့စီမှာနေရတာထပ်ပို့ပြီးကောင်းကောင်းမွန်မွန်ကျွေးမွေးထားပါမယ်ဖယ်ဆန်းကျမခင်ပွန်းအခုချက်ချင်းပြန်လာတော့မှမိမယုတ်အဲ့ဒီအတန်ကိုကြားလိုက်ရတော့ကျွန်တော်သွေးတွေစူပွက်သွားပြီးနားထင်ကအကျော်တွေပါပြူးထွက်လာတော့တဲ့ကျွန်တော်အိမ်ထဲကိုဝန်ခန်းထဲဝင်သွားပြီးဝင်လိုက်စီလက်ထဲကမီးထိုးတံကိုလူယူကသူ့မျက်ခွက်ကိုလက်သီးနဲ့တစ်ချက်တည်းကျွေးလိုက်တယ်သူကတော့ဝက်တကောင်လိုအော်ဟစ်သွားပြီးသွားတစ်ချောင်းပါကျွတ်ထွက်သွားတော့တဲ့သွေးတွေဆူနေတဲ့ပါးစပ်ကိုပိတ်ပြီးလီဆန်မင်းကားငါးကိုတောင်ချရဲတဲ့ပေါ့လေလို့ချိန်ဆဲတယ်ကျွန်တော်သူ့လေပင်ကိုဆွဲရစ်လိုက်ပြီးမျက်လုံးထဲကနေမီးပွင့်မတက်ကြီးနဲ့ငါမိမကိုမင်းကထိရဲတယ်ပေါ့လေလို့အော်ရင်ထောက်မှရှိတဲ့ဓာမကြီးကိုဆွဲယူပြီးသူ့ခြေတလုံးကိုခုတ်ချလိုက်တဲ့ဖြက်ခနဲ့အတန်နဲ့အတူဝက်တကောင်ကိုတတ်နေတယ်လို့စူးစူးဝါးဝါအော်ဟစ်တန်ကြီးထွက်လာပြီးမြေပြင်ပေါ်မှာလူလိမ့်နေတော့တာပဲကျွန်တော်သူ့ကိုခွေးတီတကောင်လို့ဆွဲဆောင်ပြီးအိမ်ဝင်းပြင်ဘက်ကမြေနီလမ်းပေါ်ကိုလွှင့်ပစ်လိုက်တဲ့လက်ဆန်းနောက်တစ်ခါထပ်လာရဲရင်ကျန်တဲ့ခြေထောက်တစ်ဖက်ကိုပါရိုက်ချိုးဖြစ်